ကျွန်တော်နေတဲ့နေရာအောက်မှာဘာရှိလဲဆိုတာပြမယ်ဗျဒါကတော့ကျွန်တော်နေတဲ့နေရာဖြစ်ပါတယ်ညနေခင်းဆိုရင်အရန်ကိုစီပါတယ်အခုလိုမျိုးထွက်လိုက်လို့ရှိရတယ်ဈေးတန်းတွေ့ရတယ်ဗောနော်ဈေးတွေလည်းအရန်တက်တာတယ်ဒါရေခဲချောင်းတယ်ဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်ဝယ်စားနေကြအသီးတန်းပါဒီအသေးကတော့အရန်တက်တာတယ်ဗောနော်ပန်းသီးတစ်လုံး30ပဲရှိတယ်သူ့ဝေးမှာထီတယ်ရှိပြီမဲ့ထီတယ်ကဒီနေ့မထွက်ဘူးဗောနော်ဒီတတိတယ်ကတော့နည်းနည်းလေးဈေးကြီးတယ်အဲကြောင့်မလို့ကျွန်တော်ကတိတ်မဝယ်ပြဘူးဗောနော်ဖရဲသီးကတော့တန်တယ်သူစီမှာအဲ့ဒါပြီးရင်တော့ဒါအိမ်ဆိုင်ပါအိမ်ကုန်ပစ္စည်းအစုံရပါတယ်ပြီးရင်တော့ဒါဟင်းထုတ်လေးပေါ့နော်ဒါဟင်းထုတ်ပြီးသားရောင်းတဲ့ဆိုင်ဖြစ်ပါတယ်ပြီးရင်တော့ဒီနားမှာ 7-Eleven ရှိပါတယ်ဟိုဘက်ကားလမ်းမှာတတူးဆိုင်တို့ကုံစုံဆိုင်တို့စပင်ညက်ဆိုင်တို့စသဖြင့်အိမ်ဆိုင်မျိုးစုံရှိပါတယ်ဒီအသေးကတော့အကင်တစ်ခုမှ9ဘတ်ပဲပေးရတဲ့အရန်တန်တဲ့အသေးပါဒီ9ကင်ဆိုရင်လည်းတစ်ကောင်မှ120ပဲပေးရတယ်ပေါ့နော်အရန်သက်သာတယ်ပြီးရင်ကျွန်တော်ဝယ်စားနေကြဟင်းရွက်တယ်ရှိပါတယ်အဲ့ဒီဟင်းရွက်တယ်လည်းအရန်သက်သာပါတယ်ညနေခင်းလေးဆိုရင်ဒီနားတစ်ဝိုက်ကတော့ကြိတ်ကြိတ်တိုးစီကားတယ်လို့ပြောရမှာပါရုံးသွားရုံးပြန်အနေနဲ့မနှက်ကြရင်ဟင်းချက်ဖို့ဝယ်တူတွေနဲ့ပေါ့နော်အများကြီးပါပဲဗျ